ဒီလောက်အများကြီးနေပြီပဲပဲလေဟိုစီလုံးကြတယ်နေ့ရောညရောအလုပ်လုပ်ကြတယ်ပေါ့လေအိတ်လို့မရဘူးအိမ်မှာကလေးထိနေရတာ အားလုံးပဲမင်္ဂလာပါရှင်မိကျက်လင်း series ရဲ့ episode 2ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ညီမကျက်လင်း services ရဲ့ operation head ကိုလေးကိုဖိတ်ခေါ်လာပါတယ်အကုန်မင်္ဂလာပါ မင်္ဂလာပါ ဟုတ်ပထမဆုံးအနေနဲ့ကိုကျက်လင်းမှာလုံသက်ဘယ်လောက်ရှိပြီလဲဆိုတော့ရင်ပြပြပေးလို့ရမှာရှင် ဂျမ်ဖလင်းမှာ9နှစ်ရှိပါပြီ ဟုတ်တော်တော်ကြာပြီပဲเนาะအကိုအဲ့ဆိုရင်ကိုဒီမှာအလုပ်လုပ်တဲ့အတော်တွေပေါ့နော်ရုံးမှာအပျော်ဆုံးချိန်ပြောပါဆိုလို့ရှိရင်ဘယ်ချိန်လေးနဲ့ဖြစ်မလဲ လာစာဝင်တဲ့အချိန်ပေါ့ညီမလေး သိကြပါတော့ motivation ပြည့်နေလို့ဆက်လုပ်လို့ရပါတယ်ပေါ့အဲ့ဆိုရင်ကိုဒီမှာ9နှစ်လောက်ကြာသွားပြီဆိုအမှတ်တရတွေလည်းအများကြီးရှိမှာပေါ့နော်အဲ့တော့ညီမတို့အမှတ်တရတွေတစ်ခုလောက်ပြောပြပေးလို့ရမှာ ရုံးကလှုပ်တဲ့ဒီဘယ်ပါတီဝဲမဆိုတော့လေပါတီဝဲပြီးသွားပြီဆိုလို့ရှိရင်အခုကလူလိုက်ထင်းရတာအဲ့ဒီဟာကတော့ကိုထွက်မှတ်တရပေါ့လေ ဟုတ်ကဲ့အမြဲလိုက်ထင်းလေးနေရ နေ တော့ တယ် အခုအဲ့ဆိုရင်နောက်တစ်ခုအနေနဲ့ပေါ့နော်အခုဒီ operation department ကို insert ပုံမှားတစ်ကောင်လေးနဲ့တင်စားပြဖော်ပြရမယ်ဆိုရှင်ရောပါကောင်လေးနဲ့တင်စားခြင်းလည်းပေါ့ ပြည့်စိတ်နဲ့ပေါ့နော် ဟုတ်ကဲ့ ပြည့်စိတ်ဆိုတဲ့ကောင်ကတကောင်နဲ့နေတဲ့ကောင်မဟုတ်ဘူးလေသူကဟိုကိုလိုနီလိုက်နေတယ်ပြီးတော့သူ့ထက်မှာအဲ့ကိုလိုနီထဲမှာဆိုလို့ရှိရင် queen လည်းရှိသလိုဒီ soldier လည်းရှိတယ် worker တွေလည်းရှိတယ်ပေါ့လေဒါတော့အများကြီးနေပြီပဲလေဟိုစီလုံးကြတယ်နောက်ပြီးတော့သူတို့ကဟိုဒီကိုလိုနီတစ်ခုလုံးအတွက်ပေါ့လေသူတို့ရဲ့ဟိုနေရာသူတို့ရဲ့တောင်ပူစီနဲ့အလုပ်လုပ်ကြတယ်စီစီလုံးလုံးနဲ့အလုပ်လုပ်ကြတယ်နေ့ရောညရောအလုပ်လုပ်ကြတယ်ပေါ့လေဆိုတော့ဒီအကိုရဲ့ operation department ကိုဒီပြည့်စိတ်နဲ့ပဲဟိုတင်စားချင်ပါတယ် ဟုတ်ကဲ့ပါဟုတ်စိတ်ဝင်စားကောင်းပါတယ်အဲ့တော့နောက်ဆုံးဖိအနေနဲ့ပေါ့နော်မြင်မေးပြီးတော့မြင်ပြည့်ရဲ့အစီအစဉ်လေးကိုသွားလိုက်ပါမယ် ဟုတ်ကဲ့ ဟုတ်အဲ့ဆို ready ပဲလားကို ready ပါ ဟုတ်အဲ့ရနဲ့စားရတာနဲ့ စားတာ ဟုတ် okay အဲ့ဆိုတချင်းဆိုရတာလားကရတာလား ဆိုတာ rock လား pop လား rock ဟုတ် okay အဲ့ဆို beer လား whisky လား beer အဲ့ဆိုနောက်ဆုံးအနေနဲ့ morning person လား night owl လား night owl ပေါ့ အော်ညမနေအဲ့ဘော အိတ်လို့မရဘူးအိမ်မှာကလေးထိနေရတာ မအဲ့ရပေါ့ ဟုတ်ကဲ့ အခုလိုမျိုးအချိန်လေးရဖြစ်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုဟုတ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်လာမယ့်မိချက်လေးရဲ့ episode တွေမှာလည်းဘယ်သူတွေကိုဆက်ပြီးတော့ interview လုပ်မယ်ဆိုတာကိုဆက်ပြီးတော့အားပေးကြပါအောင်။ကျေးဇူး